ကြော်ညာအသစ်နဲ့မိန်းကလေးတွေအသေးကိုရရဆက်ဆက်ချွေလိုက်ပြန်တဲ့အောင်စဘူးပရိသတ်ကြီးကြော်ညာတစ်ခေတ်ထထမို့ဦးလိုမျိုးအခုခေတ်မှာတော့ရွှေမင်းသားလေးအောင်စဘူးတစ်ခေတ်ကိုဖြစ်နေပါပြီနော်တပင်ကိုတစ်ခေတ်စမ်းစီုံသားမကပဲအခုကြော်ညာရီဘလက်ဘွားနဲ့ပရိသတ်ရဲ့ရင်ကိုလှုပ်ကင်ပြန်ပြီနော်မာကြီးဆိုထုတ်လုပ်တဲ့အောင်စဘူးရဲ့ကြော်ညာလေးက product မျိုးစုံရှိပြီးတော့တစ်ခုပြီးတစ်ခုကြော်ညာပေးတာဟာမင်းသားလေးရဲ့အနီးကကြော်ညာစတိုင်ကြောင့်ဘာကြော်ညာတာလဲတောင်မေ့သွားကြပါတယ်အောင်စဘူးရဲ့ဆန်းကတော့ခေသူမဟုတ်တာကြောင့်အခုဆိုရင်တော့မိတ်ကက်ကြော်ညာလေးမှလည်းဆွဲဆောင်မှုကရှိနေပြန်ရောတော့ဇက်ကားရဲ့ယာတီမှာညဘက်အလုပ်တွေစူးစမ်းပြီးတော့နေ့ဘက်မှာကြော်ညာတွေဇက်တက်ရိုက်ကူးနေရကအောင်စဘူးဟာလူဆန်းကောင်းများလားလို့ထင်မိပါတယ်မမောနိုင်မပန်းနိုင်ငွေတွေရှာနေတာသူချစ်တဲ့မိသားစုအတွက်ရောအနာဂတ်သတို့သမီးလောင်လေးအတွက်ရောတယ်နော်အောင်စဘူးကယဉ်ကျေးမှုကိုသဘောကျပြီးတော့ယဉ်ကျေးတဲ့မိန်းကလေးကိုပဲရွေးချယ်မှာပါတယ်ဒီတော့ပရိသတ်ကြီးစကင်ကဲပြတဲ့အောင်စဘူးရဲ့မိတ်ကက်ကြော်ညာအစ်စ်လေးမှာဘယ်လိုလေးတွေပြောပြခဲ့တယ်လဲနော်။ဦးရောင်းစရာပုံရိပ်လေးတွေနဲ့အသေးရအောင်ပြုလုပ်နေတဲ့မင်းသားလေးရဲ့အပြုတ်မှုတွေမှာအကြီးပြောနေပါပြီ။မှတ်ချက်လေးတွေကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။ကြော်ညာတစ်ခေတ်ဆန်းနဲ့ဇမင်းသားလေးဆိုတဲ့ဂုံပုတ်ကိုကြမသွားအောင်ထိန်းထားနိုင်ပါစေနော်။